စိတ်ထဲပေါ်မှာကျောင်းသားပတ်သက်ကိုရှိပေမဲ့ဝေခွဲမြဖြစ်နေတဲ့အချိန်တွေကုန်နေပြီလားအခုလက်ရှိလူငယ်တွေအတွက်အားကိုးရဆုံးတဲ့အကောင်းဆုံး choice ဖြစ်တဲ့တက်တန်း60ကျော်နာမည်ကြီး PSP Academy ရဲ့နောက်ထပ်အနည်းဆုံး intake တွေဖြစ်တဲ့ July နဲ့ August တန်းခွဲရဲ့အတွက်အကြောင်းစာပြီးလက်ခံနေပါပြီရှင်ဒါနဲ့တို့တက်တွေပြောလိုက်မယ်နော်စင်ကာပူကျောင်းတွေက visa နဲ့ကျောင်းလျှောက်တဲ့ process တွေအတွက်အချိန်ပေးရတာမလို့အခု July August နဲ့ October ကျောင်းဝင်ကိုပြီးဖို့ဆိုလို့ရှိရင်အခုတည်းကစင်းပေးထားမှချရပါမယ်နော်အချိန်သိမ်းကျန်တော့တာမလို့နေရာပြည့်ခင်အခုတည်းကအများဆုံးနေရာဦးထားဖို့လိုမယ်နော်ဘာလို့အခုပဲ PSP Academy ကိုအများဆုံးရွေးချယ်တင်တာလဲ UK နဲ့ Australia ကကမ္ဘာစစ်မီနဲ့မကြီးတက္ကသိုလ်တွေရဲ့ဖွဲ့ကိုစင်ကာပူကနေပဲဓာတ်ရိုက်ယူလို့ရမှာဆိုတော့ကုန်ကျစရိတ်ကိုအများကြီးချထားပြီးသားဖြစ်သွားမယ် Major အနေနဲ့ဆိုရင်လည်း IT Cyber Security နဲ့ Business တို့အပြင်အခု trend ဖြစ်ဆုံး Major တွေဖြစ်တဲ့ Robotics နဲ့ Data Science လိုဘာသာရပ်တွေကိုလည်းစိတ်ကြရွေးချယ်ပြီးတက်နိုင်ပါသေးတယ်လောက်ပိုင်းခွင့်လည်းအမြင့်ဆုံးပေါင်းပြရသူတွေရဲ့80ရာခိုင်နှုန်းကျော်က6လအတွင်းအလုပ်ချက်ချင်းရကြပြီးတော့လစာတုံတော့ရောက်တော့အရန်မိနဲ့အတွက်မိဘတွေအတွက်လည်းစိတ်အေးရမှာပါ scholarship တွေကလည်းကိုကအရေးချင်းရှိရင်ရှိလို့ရှောက်ထားလို့ရမယ်ပညာသင်ဆုစီစဉ်တွေလည်းရှိပါသေးရဲ့နော်ကျောင်းလျှောက်ရမှာတွေ visa ကိစ္စတွေအတွက်ခေါင်းစားရမှာစိုးရိမ်နေရလားစိတ်ပူစရာလုံးဝမလိုပါဘူးရှင် MDDH ကကျောင်းလျှောက်တာကနေစပြီးတော့ visa ကိစ္စတွေစင်ကာပူရောက်ရင် airport ထိလာကြိုပြီးတော့နေစရာအဆောင်ရှာပေးရတဲ့အထိအကုန်လုံးကိုအဖားမဲ့နေပါတောင်းယူဆိုင်ပေးသားမှာဖြစ်ပါတယ်ကိုကစိတ်အေးလည်းရင်းနဲ့ပညာသင်ဖို့ကိုပဲပြင်ဆင်ထားရုံပဲနော်July နဲ့ August intake အတွက် scholarship အခြေအနေတွေကျောင်းသားကနေတခြားလိုအပ်တဲ့စာရေးစာရေးတွေကိုသိရှိစေဖို့အတွက်ခုပဲ message info မှာ intake လို့လာစင်းပေးပြီးတော့ဆက်သွယ်မြင်လိုက်ပါရှင်။ပို့သူစနစ်နဲ့ intake ရဲ့ limited seats တွေကိုအမြတ်ဆုံးနေရာဦးထားဖို့အခုပဲ stand by စောင့်ကြိုနေပါမယ်နော်။